ကိုကွန်ပျူတာရဲ့ performance RAM တွေ SSD တွေကိုကြည့်ချင်တယ်ဆိုရင်ဒီနည်းလမ်းလေးအတိုင်းကြည့်လို့ရပါတယ် keyboard က control alt delete ကိုနှိပ်လိုက်ပါဒါဆိုတော့အခုလိုလေးပေါ်လာပါလိမ့်မယ်အဲ့ဒီမှာကျွန်တော်တို့က task manager လေးကိုနှိပ်လိုက်ပါအခုလိုပေါက်လေးကြာလာပြီဆိုရင်ကျွန်တော်တို့က performance လေးကိုနှိပ်ရမှာပါ Windows 10ဆိုတော့အနည်းငယ်ပြောင်းနိုင်ပါတယ် performance လေးကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ laptop ရဲ့ CPU တွေ memory တွေ disk တွေ Wi-Fi တွေ GPU တွေကြည့်လို့ရမှာဖြစ်ပါတယ် CPU မှာဆိုရင်ကျွန်တော်တို့အဓိကအဖြစ်ဒီမှာ Core i5 ကို 8 Gen ဆိုတာကိုအဓိကအားထားပြီးကြည့်တာပါ RAM memory အနေနဲ့ဆိုလို့ရှိရင်လည်း8 GB ပါမယ်ဒါမျိုးလေးကျွန်တော်တို့ကြည့်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ကွန်ပျူတာကိုဒီနည်းလမ်းလေးသုံးပြီးတော့စစ်ဆေးလို့ရပါတယ်